ဆိုရင်အောက်ကတန်ချောင်းနဲ့ပူစီပေါင်းလေးနဲ့ထိပြီးတော့မှကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ကျွန်တော်တို့စက်ပြမြုပ်ရဲထွက်လာမှာဖြစ်ပါတယ်အဲ့တော့ခောက်ကြည့်ပါမယ်ဒီဆုံးလိုအပ်တဲ့ပစ္စည်းလေးကတော့ရေတန့်ဘူးကွန်လေးပဲဖြစ်ပါတယ်ဘယ်လိုရေတန့်ဘူးကွန်မျိုးစားဖို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အသုံးပြုလို့ရပါတယ်ဒီဆုံးကျွန်တော်တို့ကရေတန့်ဘူးကွန်ရဲ့အဖုံးလေးကိုအပေါက်ဖောက်ပါမယ်အပေါက်ကလေးကိုလည်းတင်းတော်ရုံဖောက်ပါမယ်ကြီးလွန်ရင်လည်းမကောင်းပါဘူးသေးလွန်ရင်လည်းမကောင်းပါဘူးအဲ့တော့အနေတော်ပေါက်ကလေးဖောက်မှာဖြစ်ပါတယ်ဒီလောက်ဆိုရင်ရပါပြီလောက်ပေါက်ဆိုရင်အဆင်ပြေဆုံးဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့တိတ်ကလေးပါတိတ်အကြည်လေးပါတိတ်အကြည်လေးရပါတယ်တိတ်အနောက်ကိုလည်းသုံးလို့ရပါတယ်ဗျဒီမှာဆိုရင်တိတ်ကလေးကိုခောက်ထားပြီးတော့မှလက်ကင်လို့ရအောင်အဖက်ကလေးတစ်ခုလုပ်ထားတာဖြစ်ပါတယ်ဒါလေးနဲ့စောစောကဖောက်ထားတဲ့ရေတန့်ဘူးဖုံးရဲ့ပေါက်ကလေးကိုပိတ်မှဖြစ်ပါတယ်ဒါကလည်းယာယီပိတ်တာဖြစ်ပါတယ်တကယ်သုံးပြုတဲ့ခါမှာဆိုရင်အဖက်ကလေးကိုလက်နဲ့ဆွဲကင်ပြီးတော့မှအပေါက်ဖွင့်ပြီးတော့မှသုံးဖို့ဖြစ်ပါတယ်။ပိုးနေတဲ့ဟာလေးကိုတော့ကျွန်တော်တို့ကကြီးနဲ့ညှက်ထုတ်ပလိုက်ပါမယ်။ကျွန်တော်သုံးပြီဆိုရင်ဒီအဖက်ကလေးကိုဆွဲလှန်ပြီးတော့မှသုံးလိုက်ရုံပါပဲ။ပြီးတော့ရေသံမှုရဲ့အဖင်ကိုလည်းကျွန်တော်အပေါက်သေးလေးတစ်ပေါက်ဖောက်ပါအောင်မယ်။ဒါတော့ဒွန်းနန်းကျိုးလေးကိုဘီးရှုပြီးတော့မှအပေါက်ဖောက်ရပါတယ်။ဒီပေါက်ထဲကိုကျွန်တော်စကူလေးထည့်ပြီးတော့မှစကူလေးနဲ့စုပ်မှာဖြစ်ပါတယ်ရေလုံအောင်လို့တည်တည်ချာချာဖြစ်တင်ကြအောင်စကူလေးနဲ့စုပ်တာဖြစ်ပါတယ်ဒါဆိုရင်အတွင်းထဲမှာတန်ကြွန်လေးတစ်ခုထောင်းနေပြီဖြစ်ပါတယ်ဒါဆိုရင်စကူတန်ကြွန်လေးပါပြီးတော့ရေလုံတာပို့ပြီးတော့မှတည်ကြသွားအောင်လို့ဖတ်ဒူကောနဲ့ထပ်ပြီးတော့မှကတ်တာဖြစ်ပါတယ်ဖက်ရီကွန်နဲ့ကပ်ပြီးပြီဆိုရင်တော့ကျွန်တော်ရေတန့်ဘူးရဲ့ကိုရေတန့်ဘူးရဲ့တဝက်နီးနီးလောက်ရေထည့်မှာဖြစ်ပါတယ်။ဒါလောက်ဆိုရင်နေတော့ပါပဲ။ဒါကတော့ဆိုတာပါ။ဆိုတာမဟုတ်ဘူးကျွန်တော်တို့ကုန်းစုံဆိုင်တွေမှာအလွယ်တကူဝယ်ယူလို့ရပါတယ်။ဆိုတော့ကရေတန့်ဘူးလေးတွေကိုပဲဒီဆိုတာမုံလေးတွေထည့်မှာဖြစ်ပါတယ်။ဆိုတာမုံလေးတွေကို3စွန်းလောက်ထည့်မှာဖြစ်ပါတယ်။များသွားလည်းပြဿနာမရှိပါဘူး။နည်းသွားလည်းပြဿနာမရှိပါဘူး။နော်ဆိုတာမုံထည့်ပြီးသားပြီဆိုရင်တော့စက်ပြာစီထည့်ပါမယ်။ဒါကတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့စက်ပြာစီပဲဖြစ်ပါတယ်။ဒီစက်ပြာစီလုပ်ငန်းလေးကိုသိချင်နေဆိုရင်လည်းကျွန်တော် channel မှာရှာဖွေပြီးတော့မှကြည့်ရှုလို့ရပါတယ်။စက်ပြာစီကိုတော့2စွန်းလောက်ထည့်ပါမယ်။ဒါဆိုရင်ရေရဲ့စော်ရာရဲ့စက်ပြာစီရဲ့ထည့်ပြီးတော့ပါပြီ။ဒါကတော့ကလေးလေးစော်တဲ့ပူစီပေါင်းလေးပဲဖြစ်ပါတယ်ကျွန်တော်ပူစီပေါင်းတွေကိုဒီဗနီဂါလို့ခေါ်တဲ့ရှာလကာရီထည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ပူစီပေါင်းတွေကိုရှာလကာရီထည့်တဲ့ခါမှာလည်းတိတ်အများကြီးတင့်ထောင်နေအောင်ထည့်လို့မသင့်ပါဘူးခပ်ပျော့ပျော့လေးထည့်သင့်ပါတယ်ဒါမှသာလေကျွန်တော်ရေတံမှုတွေကိုထည့်တဲ့ခါမှာလွယ်လွယ်ကူကူထည့်လို့ရမှာဖြစ်ပါတယ်ဒီလိုနေထားမျိုးဆိုရင်ရေတံမှုတွေထည့်လို့အဆင်ပြေပါတယ်ရေတံမှုတွေကိုကျွန်တော်ထည့်ပါမယ်ရပါပြီအဲဆိုရင်ရေတံမှုတွေကိုပူစီပေါင်းလေးဝင်သွားပါပြီပူစီပေါင်းထဲမှာရှိတဲ့ရှာလကာရည်နဲ့အောက်မှာရှိတဲ့စော်ရာမုံရည်နဲ့တွေ့ပြီးတော့မှဓာတ်ပြုအောင်လို့ဖြစ်ပါတယ်ဒါပေမဲ့လို့မသုံးခင်မှာဓာတ်မပြုအောင်လို့ကျွန်တော်တို့ကကြိုတင်စီမံထားတာဖြစ်ပါတယ်ဒါကတော့နောက်ဆုံးပိတ်နေတဲ့ Fire Extinguisher အတွက်ဖုံးလေးကိုပြန်ပြီးတော့မှဖုံးလိုက်တာဖြစ်ပါတယ်
ဒီမှာဆိုရင်ဘူစီပေါင်းလေးကအောက်မှာရှိတဲ့တန်ညုံလေးနဲ့ထိပြီးတော့မှပေါက်သွားတဲ့အခါမှာဆိုရင်ရေတံဘူးတွေကရှိတဲ့ရေနဲ့ဘူစီပေါင်းတွေကရှိတဲ့ရေနဲ့ပေါင်းပြီးတော့မှဓာတ်ပြုတ်ပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေထွက်လာမှာဖြစ်ပါတယ်။ဒီခုဆိုရင်တော့ကျွန်တော်အိမ်မှာပဲလွယ်တကူကိုယ်တိုင်လုပ်လို့ရတဲ့ fire extinguisher လို့ခေါ်တဲ့မီးသတ်ဆေးဘူးလေးလုပ်လို့ရပါပြီ။ဒါလေးကိုကျွန်တော်တို့တကယ်ကိုအလုပ်လုပ်လားမလုပ်လားဆိုတာကိုကျွန်တော်လက်တွေ့စမ်းကြည့်မှာဖြစ်ပါတယ်။ဒီဇယ်စီရဲ့စက်ကူရဲ့အဝတ်စရဲ့စတဲ့မီးလောင်လွယ်တဲ့ပစ္စည်းတွေကိုပေါင်းပြီးတော့မှမီးပုံဖိုးရတာဖြစ်ပါတယ်။ဒါလေးနဲ့ကျွန်တော်တို့စပြီးတော့မှစမ်းကြည့်မှာဖြစ်ပါတယ်။ခုဒါကတော့ကျွန်တော်အတင်သုံးလို့ရတဲ့မီးသတ်ဆေးဘူးပါဒီမှာဆိုရင်ကျွန်တော်တို့ခလောက်လိုက်မှဆိုရင်အောက်ကတန်ချောင်းနဲ့ဘူးစီပေါင်းလေးနဲ့ထိပြီးတော့မှကာဗွန်ဒိုင်အောက်ဆိုက်ရဲ့ကျွန်တော်တို့စက်ပြမြုပ်ရဲထွက်လာမှာဖြစ်ပါတယ်အဲတော့ခောက်ကြည့်ပါမယ်စပြီးတော့မှကာဗွန်ဒိုင်အောက်ဆိုက်ကပန်းလာပါပြီကျွန်တော်မီးပုံကိုမထိသေးပါဘူးမီးပုံတန်းထိတာနဲ့တန်းပြီးတော့မှမီးရတန်းငိမ့်သွားတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီ fire extinguisher လို့ခေါ်တဲ့မီးသတ်ဆေးဘူးလေးကတကယ်ကိုကျွန်တော်တို့အသုံးတည့်တဲ့တကယ်ကိုလုံးလုံးတာကိုတွေ့ရပါတယ်